မင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ Gary CMU Software Training Series ရဲ့သင်ခန်းစာ9မှာမော်ဒါတွေကိုထိချုပ်မောင်းနေတဲ့ Data Online Starter ကိုမျှဝေပေးသွားမှာဖြစ်ပါတယ်ဒီ Data Online Starter လေးမှာဆိုလို့ရှိရင်ကျွန်တော်တို့ပြီးခဲ့တဲ့သင်ခန်းစာတွေမှာမျှဝေပေးခဲ့တဲ့ကျွန်တော်တို့ cross pattern တွေ magnetic contactor တွေ circuit breaker တွေ overload relay တွေကိုအသုံးချပြီးတော့ဒီမှာကျွန်တော်တို့ရေးဆွဲသွားမှာဖြစ်ပါတယ်မော်ဒါတစ်လုံးကိုအန်ရကင်းကင်းနဲ့ဘယ်လိုစမောင်းရမလဲခလုတ်ကိုလွတ်လိုက်တဲ့အခါမှာမော်ဒါတွေကိုဆက်လဲနေအောင်ဆက်ဟိုးရင်းဘယ်လိုလုပ်ရလဲဆိုတဲ့ဟာကိုဒီ Gary CMU Software ထဲမှာဒီ power circuit တွေရော control circuit တွေရောလက်တွေ့ဆွဲသားပြသသွားမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ရဲ့ Gary CMU Software ထဲမှာ Data Online Starter လေးရဲ့ကျွန်တော်တို့ power circuit လေးနဲ့ control circuit လေးကိုစဆွဲမယ်စဆွဲမယ်ဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမော်ဒါတွေကိုမောင်းနေတဲ့အခါမှာဒီအသုံးပြုတဲ့မော်ဒါ starter တွေကိုဆွဲတဲ့အခါမှာမော်ဒါတွေရဲ့ power circuit ကိုအရင်ဆွဲရတယ်ပြီးမှကျွန်တော်တို့ရဲ့ဒီလိုအပ်တဲ့ control circuit ကိုကျွန်တော်တို့ကလိုအပ်သလိုဆွဲရပါတယ်အခုကျွန်တော်တို့ဒီသင်ခန်းစာမှာပထမအဦးဆုံးအနေနဲ့ power circuit ကိုအရင်ဆွဲသွားမှာဖြစ်ပါတယ် power circuit ဆွဲတဲ့အခါမှာကျွန်တော်တို့ဒီ circuit တွေကို simulation စမ်းသပ်နိုင်မှုအတွက်ကျွန်တော်တို့ကဒီမှာရှိတဲ့power source ကိုကျွန်တော်တို့ယူပေးရမှာဖြစ်ပါတယ်။ဒါဆိုရင်ကျွန်တော်တို့က power feeding ထဲမှာရှိနေတယ်။ကျွန်တော်တို့သုံးကျင်တာကဒီ power circuit အတွက် line 3 line နဲ့ control circuit အတွက် line 2 တွေသုံးကျင်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီမှာ line 3 line နဲ့ neutral ပါတယ် circuit လေး power source လေးကိုကျွန်တော်တို့ယူလိုက်မယ်။နောက်ပြီးတော့ကျွန်တော်တို့ရှင်းသင်ခန်းစာမှာပြောခဲ့သလိုပဲ circuit breaker motor protection motor short circuit protection အတွက် circuit breaker လေးယူလိုက်မယ်။ကျွန်တော်တို့ circuit breaker လေးကိုတော့ဒီ automatic magneto တားမြစ်ထဲကနေယူမယ်ရှင်းသင်ခန်းစာမှာပြောခဲ့သလိုပဲကျွန်တော်တို့က circuit breaker တွေဟာ motor တွေရဲ့ power circuit ရဲ့အရှည်ဆုံးမှာပါတယ်ဆိုတဲ့အတိုင်းပဲကျွန်တော်တို့ရဲ့ circuit breaker ကိုအရှည်ဆုံးမှာယူလိုက်ပါမယ်ကျွန်တော်တို့ကဒီ motor short circuit protection အတွက်ဒီ circuit breaker ကိုယူပြီးရင်ဒီ motor တွေကိုကျွန်တော်တို့ထိန်းချုပ်မောင်းနေဖို့အတွက်magnetic contactor ရဲ့ main contact ကိုယူမယ်။ဒါဆိုရင်ကျွန်တော်တို့ကဒီမှာ contactor switch ဆိုတဲ့ထဲမှာကျွန်တော်တို့က3 4 anode switch လေးတစ်ခုယူလိုက်မယ်။နောက်ပြီးတော့ကျွန်တော်တို့ရဲ့ motor တွေ overload ဖြစ်တဲ့အခါကာကွယ်နိုင်မှုအတွက် overload protection အတွက်တားမယ် overload relay ရဲ့ main contact တွေကိုကျွန်တော်တို့ယူလိုက်မယ်။ပြီးတဲ့အခါမှာကျွန်တော်တို့ရဲ့မော်ဒါတွေဒီမှာစမ်းသပ်နိုင်မှုကျွန်တော်မော်ဒါဆန်းလဲဘယ်လိုလဲလဲဆိုတာစမ်းသပ်နိုင်မှုအတွက်ဒီမှာမော်ဒါထဲမှာရှိတဲ့ 3 phase မော်ဒါတစ်လုံးကိုကျွန်တော်တို့ယူလိုက်မယ်ဒီကြားထဲမှာတော့ကျွန်တော်တို့ကဒီ control panel ထဲမှာအသုံးပြုတဲ့အတိုင်းပဲကြားထဲမှာ terminal block လေးတစ်ခုကျွန်တော်ယူထားလိုက်မယ်ဒါဆိုရင်ကျွန်တော်တို့ရဲ့ဒီ Data Online Motor Starter မှာအသုံးပြုတဲ့ power circuit ထဲမှာပါဝင်တဲ့component တွေအားလုံးပါဝင်ပြီဖြစ်တဲ့အတွက်အဲ့ဒီ component တွေကိုကျွန်တော်တို့ကဒါ line 3 line ချိတ်ဆက်ပေးမယ်ဒါဆို power source ကနေပြီးတော့ circuit breaker ကနေပြီးတော့ magnetic contactor ရဲ့ main contact magnetic contactor main contact ကနေ overload relay overload ကနေပြီးတော့အဲ့မှာ terminal block ကနေ motor ကိုသွားမယ်ဒါဆိုရင်အခုကျွန်တော်တို့ရဲ့control circuit လေးpower circuit လေးပြီးသွားပါပြီ power circuit okay ဒါဆိုရင်ကျွန်တော်တို့ရဲ့ power circuit လေးပြီးသွားပြီ power circuit လေးပြီးသွားပြီဆိုတော့ကျွန်တော်တို့ကဒီ Data Online Starter မှာအဓိက motor ကိုမောင်းဖို့အတွက် contactor ကိုကတ်ပေးရမှာဖြစ်တဲ့အတွက်ကျွန်တော်တို့ရဲ့ဒါ control circuit လေးနဲ့ဒါကတ်ပေးသွားမှာဖြစ်ပါတယ်အဲတော့ control circuit လေးကိုဆွဲဖို့အတွက်ဆိုရင် control circuit ဘက်မှာလည်း short circuit protection ဖြစ်ဖို့အတွက်ကျွန်တော်တို့က breaker ခံမယ်ဒီမှာတော့ line neutral ဖြစ်တဲ့အတွက်ကျွန်တော်တို့က 2 breaker လေးကိုခံလိုက်မှာဖြစ်ပါတယ်အဲဆိုရင်2 breaker ရဲ့ဒါ line ချိတ်လိုက်မယ်ကျွန်တော်တို့ line ချိတ်မယ် line 3ရဲ့ဒီရင် neutral ရဲ့ကျွန်တော်တို့ယူမှာဒီမှာတော့ကျွန်တော်တို့ကကြာနေမှာဆိုလို့ဒီမှာ neutral wire ကိုတီးသန့်မယူတော့ဘူးဒီမှာ line wire ကိုပဲယူလိုက်မယ်
အဲဒါခုဆက်ပြီးတော့ကျွန်တော်တို့ကဒီ motor starter တွေကိုစပြီးတော့ဆွဲတဲ့အခါမှာဆိုရင်အဓိကကျွန်တော်တို့ဘာလို့ချင်းစဉ်းစားရမလဲဆိုရင်ဒီမောင်းဖို့ဆိုတာအထက်သူ့ရဲ့ safety အတွက်ကျွန်တော်တို့ကရက်ဖို့ကိုအဓိကထားပြီးတော့စဉ်းစားရမှာဖြစ်ပါတယ်စဉ်းစားတဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်တို့ရက်တဲ့အခါမှာဒီမှာဆိုလို့ရှိရင် motor circuit ဖြစ်တဲ့အခါမှာ magnetic conductor coil ကိုရက်ဖို့အတွက်ကျွန်တော်တို့ကoverload ဖြစ်တဲ့အခါမှာရက်ဖို့အဓိကပါမယ်ဒါဆိုရင်ကျွန်တော်တို့ကဒီပထမဆုံးအနေနဲ့ကျွန်တော်တို့ကဒီ overload contact လေး auxiliary contact လေးယူလိုက်မယ်ယူလိုက်တဲ့အခါမှာဒီမှာ auxiliary heat relay လို့သုံးထားတာရှိတယ်ဒီမှာကျွန်တော်တို့ကသူရဲ့ NONC ပါတဲ့ဟာပဲကျွန်တော်တို့ရဲ့အဓိကဒီ overload relay တွေအားဆိုရင် NCNO နှစ်ခုပါတယ်ဒီမှာကတော့ကျွန်တော်တို့က motor overload ဖြစ်တဲ့အခါမှာရက်သွားခြင်းတာဖြစ်တဲ့အတွက်ကျွန်တော်တို့ NC contact ကိုကျွန်တော်တို့သုံးသွားမယ်သုံးသွားပြီးနောက်ထပ်သူ့ရဲ့ရက်ချင်တဲ့အဓိကတစ်ခုကတော့ကျွန်တော်တို့ခလုံးနှိပ်တဲ့အခါမှာရက်ချင်တယ်ဒါဆိုရင်ကျွန်တော်တို့ရဲ့ drive button ထဲမှာခလုံးနှိပ်တဲ့အခါမှာရက်ချင်တာဖြစ်တဲ့အတွက် NC button တစ်ခုကိုကျွန်တော်တို့ယူမယ်NC button ယူပြီးတဲ့အခါမှာဆိုလို့ရှိရင်ကျွန်တော်တို့သူ့ကို connection join ပေးမယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့က magnetic conductor ကိုမောင်းဖို့အတွက်ကဒါ step button တစ်ခုလိုမယ် step button ကနှိပ်တဲ့အခါမှာအလုံးလုံးချင်တာဖြစ်တဲ့အတွက် NO သုံးမယ်ပြီးရင် magnetic conductor ကိုလုံးလုံးချင်တာဖြစ်တဲ့အတွက် magnetic conductor ရဲ့ coil ကိုကျွန်တော်တို့သုံးမယ်အဲဆိုရင်ကျွန်တော်တို့ကစိုးစိုးတုံးက stock clock ကနေပြီးတော့ထွက်လာတဲ့စနစ်ကနေပြီးတော့ step clock ရဲ့73ကိုဆက်မယ်ပြီးရင် A1 ကိုသွားမယ်ပြီးရင် A2 ကိုကျွန်တော်တို့neutral လေးဆက်လိုက်တယ်ပေါ့ neutral လေးဆက်လိုက်အဲဆိုရင်ဒီ circuit မှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ magnetic conductor ကဒီဘက်မှာ KN လို့ပေးထားတဲ့အတွက်သူ့ရဲ့ coil ဖြစ်တဲ့အတွက်ကျွန်တော်တို့ကသူ့ကို double click နှိပ်ပြီးတော့ KM ဆိုနာမည်ပေးလိုက်မယ်။ဒါမှမဟုတ်လည်း magnetic conductor ဒီမှာတစ်လုံးနဲ့ဆိုတော့ KM လို့ပဲပေးမယ်။ပြီးရင်နှစ်ခုပါနေတာတွေရှိတဲ့ဟာကို1 2ပေးမယ် main conduct circuit breaker မှာ main circuit breaker တစ်ခုရှိမယ်သူ့ကို Q1 ပေးမယ် control circuit breaker တစ်ခုရှိမယ်သူ့ကို Q2 ပေးမယ်အခု circuit ကိုကြည့်ခြင်းအပြင်ကျွန်တော်တို့က A2 ဘက်မှာneutral ရောက်တယ် A1 ဘက်မှာဆိုလို့ရှိရင်သူ့ရဲ့ line circuit breaker ကိုဖြတ်မယ်ပြီးရင်ဒီ overload contact ရဲ့9596ကိုဖြတ်လာမယ်ပြီးရင် stock clock ရဲ့17စနစ်ကိုဖြတ်လာပြီးတော့မှဒါ step clock ရဲ့ဒါ step clock ကိုအဆူပေးလိုက်မယ် step clock ရဲ့73ထီကိုရောက်နေမယ်ဒီ circuit မှာရောက်နေပြီဆိုတော့ကျွန်တော်တို့ဒီ circuit လေးကိုပထမဦးဆုံး simulation စမ်းကြည့်မယ်ဒါ step clock ကိုနှိပ်တယ် S2 ကိုနှိပ်လိုက်ပြီဆိုတာနဲ့ဒီ magnetic conductor point KM ကကတ်သွားမှာဖြစ်တဲ့အတွက်သူ့ရဲ့ main contact တွေဖြစ်တဲ့ KM contact တွေကလည်းကတ်သွားမှာဖြစ်ဒါဆို simulation နှိပ်မယ်နှိပ်ပြီးရင် control breaker တင်မယ်တင်ပြီးရင် step clock ကိုနှိပ်တဲ့အခါမှာကျွန်တော်တို့ KM coil လေးလည်းလုံးသွားမယ်သူ coil လေးနဲ့ပတ်သက်တဲ့ contact လည်းဒါလုံးသွားတာကိုကျွန်တော်တို့တွေ့ရမယ်ဟုတ်ပြီကျွန်တော်တို့ပြန်လွတ်တဲ့အခါမှာဆိုလို့ရှိရင် coil လေးကပြန်ကွာသွားတာကိုတွေ့တယ်ကျွန်တော်တို့ရဲ့ဒီမှာအဓိက direct online starter တွေရဲ့ကျွန်တော်တို့အလုပ်ပုံသဘောတရားဟာကျွန်တော် step clock နှိပ်တဲ့အချိန်မှာ motor run မယ်တနည်းအားဖြင့် conductor ကတ်သွားမယ် stock clock နှိပ်တဲ့အချိန်မှာ conductor ကွာသွားမယ်တနည်းအားဖြင့် motor ရပ်သွားမယ်ဒီလိုလုပ်ဖို့ဆိုရင်ကျွန်တော်တို့ဒီ circuit လေးစဉ်းစားတဲ့အခါမှာ step နှိပ်တဲ့အချိန်မှာ KM ရဲ့contact တွေကတ်တယ်ပေါ့ KM ရဲ့ contact တွေကတ်တယ်ဆို KM မှာဆိုရင်ကျွန်တော်တို့ကရှေ့မှာပြောခဲ့လို့ပဲဒီ main contact တွေရှိတယ် auxiliary contact တွေရှိတယ် auxiliary contact တွေဆိုရင် control purpose တွေအသုံးပြုဖို့အတွက်ပါတယ်ဆိုပြီးတော့ပြောထားတယ်ဒါဆိုရင်ဒီမှာ KM ရဲ့ anode contact လေးတစ်ခုယူမယ် anode contact လေးဟာဆိုရင်ဒီလိုကတ်ထားတဲ့အချိန်မှာသူ့ contact လေးကတ်မယ်တကယ်လို့သာဒီ
stack လုံးနဲ့သူ့ကိုအပြိုင်တွဲမယ်တနည်းအားဖြင့် left လောက်လိုက်မယ်ဆိုလို့ရှိရင်ဒါဒီလိုကတ်တဲ့အချိန်မှာသူ့ရဲ့ contact လေးရတစ်ဆင့်မင်္ဂလာတဲ့ contact ကိုကတ်သွားမယ်အဲ့ဒီ contact လေးကိုလည်းကျွန်တော်တို့က last contact လို့ခေါ်မယ်အဲဒါဆိုကျွန်တော်တို့အဲ့ contact လေးထည့်ကြည့်မယ်contact လေးထည့်ကြည့်မယ်ဆိုတော့ contact NO ယူမယ် NO ကကျွန်တော်တို့ချဲလိုက်ဒီ contact လေးတော့ဆိုရင် magnetic conductor ရဲ့ auxiliary contact လေးဖြစ်တယ်ပြီးရင်သူ contact လေးကိုခလုံးနဲ့အပြိုင်တွဲလိုက်မယ်ခလုံးနဲ့ stack ခလုံးနဲ့အပြိုင်တွဲလိုက်မယ်โอเคဒီတွဲပြီးတဲ့အချိန်မှာရော simulation တစ်ချက်ဆန်းကြည့်မယ်အဲ့ကြည့်မယ်ဆိုတော့ simulation နှိပ်မယ် breaker တင်မယ် S2 stack ကိုနှိပ်လိုက်မယ်နှိပ်ထားတဲ့အချိန်မှာဆိုရင် KM2 ရဲ့ဒီ KM auxiliary contact 73 cell လေးကတ်သွားတော့ဒီ overload တွေ stock load တွေကိုဖြတ်လာတဲ့ line လေးကဒီ auxiliary contact ကနေပြီးတော့ coin ရဲ့ A1 နဲ့ဝင်သွားတယ်လွတ်လိုက်တယ်ပဲ eye contact လေးကကတ်နေတာဖြစ်တဲ့အတွက်ဒါ conductor စက်ကတ်နေတာပေါ့စက်ကတ်နေရဆိုရင်ဒီ conductor ကိုကျွန်တော်ရက်ချင်တဲ့အခါမှာဆိုရင်ဒီမှာ stock load လေးကိုဖြတ်ပေးမှာ stock load ဖြတ်လိုက်တဲ့အခါမှာသို့တော်က auxiliary contact ကိုဖြတ်သွားတဲ့ line ကပြတ်သွားမှာဖြစ်တယ်ဒါဆိုရင် stock load နှိပ်တဲ့အချိန်မှာအဲ conductor ဟောဒါဆိုကျွန်တော်တို့ကအခုဒီ data online starter လေးရဲ့ control circuit လေးဒီမှာပြီးသွားတဲ့အခါမှာကျွန်တော်တို့ဒီ data online starter လေးမှာတကယ်လို့သူ့ရဲ့အလုံးလုံးနေသလားရက်နေသလားဒီ motor ကဘာကြောင့်ရက်တာလဲဆိုတော့ဒါ indicator မီးလုံးလေးတွေသိကျင်တယ်ဆိုရင်ဒီမှာထည့်ပေးလို့ရမယ်အဲ့ဒါလေးကိုကျွန်တော်တို့တစ်ခါတည်းထည့်ကြည့်သွားမယ်ဒါကျွန်တော်တို့က relay coin ထဲမှာသွားမယ် coin ထဲသွားပြီးတော့ဒီမှာ pilot signal ဆိုတာရှိတယ် pilot signal လေးကိုကျွန်တော်တို့ယူမယ် စိမ်းတစ်လုံး motor မောင်းတဲ့အချိန်မှာရက်နေတဲ့အချိန်မှာအနီတစ်လုံးနဲ့ motor trip ဖြစ်တဲ့အချိန်မှာအဝါတစ်လုံးယူလိုက်မယ်အဲ့တော့ဒီမှာသူ့ color လေးတွေဒါပြောင်းလို့ရတယ်ဒါဆိုရင်ဒါ pilot signal နဲ့ A1 ပေါ့ A1 ကဆိုရင်ပြီးရင် A2 က red ပြီးရင် A3 က yellow ပြောင်းမယ် A3 ကA3 က yellow ပြောင်းမယ်ဟုတ် yellow ပြောင်းပါဆိုဒီ A3 ကကျွန်တော်တို့ overload ဖြစ်တဲ့အချိန်မှာဒါသူ့ကိုမီးလင်းနေတာပေါ့ဒါ overload ဖြစ်ပြီး motor ရက်တယ်ဆိုတာသိကြလို့ဒါကြောင့်မလို့ overload ဖြစ်တဲ့အချိန်မှာ overload ရဲ့ normally open ကကတ်သွားမယ်ကတ်သွားပြီးရင်ဒါသူ့ရဲ့မီးလုံးလေးဖြစ်တဲ့အဝါမီးလုံးလေးနဲ့ဒီမှာချိန်မယ်ချိန်ပြီးလို့ရှိရင်ဒါဆိုရင်နောက်တစ်ခုကအစိမ်းမီးလုံးလေးက conductor ကတ်တဲ့အချိန်မှာလင်းနေတာဖြစ်တဲ့အတွက် conductor ရဲ့ anode contact ထွက်ကနေလောက်နောက်တစ်ခုကနီလုံးလေးက conductor ရဲ့ဒါ on နေတဲ့ condition ကိုထည့်ခြင်းတယ်ဆိုရင်ဒီမှာ NC contact လေးယူမယ်ဘယ်ချိန်တော့ဆို conductor မကတ်တဲ့ချိန်သူ့ကိုလည်း PM လို့ပေးမယ် PM လို့ပေးမယ်ဆိုတော့ဒီမှာ stock load ရဲ့အထွက်ကနေယူလိုက်မယ်အပေါ်မှာတော့ယူလို့လည်းရတယ်မယူတော့ဒီမှာပဲယူလိုက်မယ်သူက stock တကယ်လို့ stock နေရင်လည်း stock မီးလင်းနေတာဖြစ်တယ်ဒါဆိုရင်ကျွန်တော်တို့အခုဒီ data online starter လေးရဲ့ control circuit မှာဆိုရင်လိုအပ်တဲ့ indicator မီးလုံးတွေဒါထည့်ပြီးပြီတကယ်လို့ကျွန်တော်တို့ကဒီ control circuit မှာထည့်ခဲ့သလိုပဲသူ့ရဲ့ indicator မီးလုံးလေးတွေ line 1 line 2 line 3ရဲ့မီးလုံးလေးတွေကိုကျွန်တော်တို့ထည့်ခြင်းတယ်ဆိုရင်လည်းစောက relay coin ထဲမှာရှိတဲ့ signal ဒါ3ခုပေါ့โอเคဒီမှာကျွန်တော်တို့မီးလုံး3လုံးယူလိုက်မယ်မီးလုံး3လုံးယူလိုက်မယ် line 3 line ရဲ့မီးလုံးလေးတွေတီးသွားတယ်ဒီ3လုံးထဲမှာကျွန်တော်တို့ကဘာယူရမလဲဆိုလို့ရှိရင်ဒါ neutral ယူရမယ် neutral ကျိုးကိုဒီပေါ်ကပဲယူလိုက်မယ် neutral ယူမယ် okay neutral ယူပြီးရင်သူ့ကနေမီလုံးတွေဖြစ်တဲ့အတွက်သူ့ကို
line 3 line ယူပေးမယ် line 3 line ကိုဒီမှာတူသွားပြီဖြစ်တဲ့အတွက်ကဒီဘက်ကပဲယူမယ်တစ် line နှစ် line sorry ဒီ line တက်လိုက်နော် line နဲ့ဆိုတော့နှစ် lineဆိုရင်နှစ် line 3 line ပဲ3 line ရ3 line ပဲဟိုသွားမလဲဆိုရင်ဒီမှာသူ့ကိုကျွန်တော်ညွှန်းလို့ရတယ်တာမီနယ်လေးနဲ့ကျိုးထဲမှာပဲညွှန်းရတယ်ဆိုတော့ဒါလေးယူလိုက်မယ်ဒါလေး3ခုယူမယ်ပေါ့3ခုယူမယ်ဆိုတော့ဒါလေးကိုလှည့်လိုက်ဒါလေးလည်းလှည့်လိုက်မယ်ဆိုရတော့လှည့်လိုက်မယ်ဒါလေးလည်းလှည့်လိုက်ပြီးရင်ဒီ line 1 terminal မှာတစ်ချက်ထည့်မယ်ဒီ line 2 terminal မှာတစ်ချက်ထည့်မယ်ထည့်လိုက်ပြီဆိုရင်သူ့ရဲ့ number လေးတွေပေးမယ်ဒီကောင်ကိုH ဒီကောင်ကို R1 လို့ပေးလိုက် R1 အောင်က2 sorry တော့2ဒီကောင်က R1 မြန်ဖြစ်နေအောင်က3ပြဒီမှာလည်းပဲသူ့ရဲ့အဲဆိုရင်ဒီဘက်ကဒါလေးယူမယ်ဒါလေးက line 1 ဒါလေးက2ဒါလေးကအဲဆိုရင်သူ့ရဲ့ဒါ line 3 line နဲ့မီလုံး3လုံးတက်ပြီဆိုသူ့ကာလာကောင်း green ရဲ့ R1 ဒီပေါ့ red ရဲ့ okay yellow ရဲ့ blue အဲဒီမှာကျွန်တော်တို့က simulation လုပ်ကြည့်မယ်သူ့ရဲ့ power circuit လေးလည်းပြီးသွားပြီ control circuit လေးလည်းပြီးသွားပြီဆိုတော့ဒါဆိုရင်ဒီဘက်ချမ်းက control circuit လေးဒီဘက်ချမ်း control circuit ဘက်ချမ်းက power circuit ဆိုရင်ဒီ circuit လေးကို simulation လုပ်ကြည့်မယ်ဆိုရင်it has a short ရှိသွားပြီဆိုရင် short ရှိသွားပြီတော့ဒါလေးဖြတ်ကြည့်စမ်းကြည့်လိုက်တော့ short ကဒီပေါင်းလားဆိုအဲ့ဒါလုံးမယ်အားလေးလည်း short ဖြစ်ပြီလေဒီ short ဖြစ်ပြီလေဒီဖြည့်ကြည့်မယ်ဒါလေးဖြတ်မယ် okay အားလေးမဖြတ်တော့ဘူးလေးကိုဒီထိဆွဲမယ် ညာနေတယ်ဆွဲတော့
Okay ဒါဆိုရင်ကျွန်တော်တို့ simulation နှိပ်ကြည့်မယ်နှိပ်ကြည့်တဲ့အခါမှာဆိုရင် simulation နှိပ်လိုက်မယ်နှိပ်လိုက်တဲ့ဆိုလို့ရှိရင်ဒါ 3 phase line ရဲ့ line 1 line 2 line 3ရှိနေတဲ့ဖြစ်တဲ့အတွက် power circuit မှာရှိနေတဲ့ဒီ power line တွေရဲ့ indicator မီးလေးတွေနင်းမယ် red ရဲ့ yellow ရဲ့ blue ရဲ့ကိုတို့ circuit ကိုကျွန်တော်တို့ရင်စမ်းကြည့်မယ်စမ်းကြည့်မယ်ဆို breaker တင်မယ် breaker တင်ပြီးတင်လိုက်တဲ့အချိန်မှာဒါ conductor မကတ်ဘူးဖြစ်တဲ့အတွက်ဒီမှာအနီရောင်မီးလုံးလေးလင်းနေတာတွေ့ရတယ်ဒါဆိုကျွန်တော်တို့ step clock ကိုနှိပ်ကြည့်မယ် step clock နှိပ်လိုက်တဲ့အခါမှာဆိုလို့ရှိရင်ဒါ magnetic conductor ကတ်သွားမယ်ဒီမှာလည်းအစိမ်းရောင်မီးလုံးလေးလင်းသွားမယ်လင်းသွားတဲ့ဆိုတကယ်လို့ဒါ stop နှိပ်မယ်ဆိုရင်တော့ဒါ ရိုးရိုး stop ဖြစ်သွားမယ် stand နှိပ်မယ်ဆိုရင်တော့ဒါအစိမ်းမီးလေးနဲ့ပြီးရင် overload ဖြစ်လိုက်မယ်ဆိုရင်တကယ်လို့ overload ဖြစ်ခဲ့တဲ့ဆိုရင် overload contact ကဒီမှာအဝါမီးလုံးလေးကိုဒါလာလင်းပြင်မယ်ပေါ့အခုဒီမှာဆိုရင်ကျွန်တော်တို့ကြည့်တဲ့အခါမှာ motor circuit လေးကကောင်းကောင်းအလုပ်လုပ်သွားပြီဆိုတော့ဒါ overload လည်းဖြုတ်မယ်ဟုတ်မှာဒါဆိုရင် motor လဲမလဲစမ်းကြည့်မယ်ဆိုရင် power circuit ရဲ့ circuit breaker ပြင်မယ်ပြီးရင် stand နှိပ်ကြည့်မယ်ဟုတ်ဒါဆိုရင်ကျွန်တော်တို့ရဲ့ဒါတိုင်း online starter လေးကိုကျွန်တော်တို့ဒါအောင်မြင်နဲ့ကျွန်တော်တို့ဒါရေးဆွဲနိုင်နေပြီဖြစ်ပါတယ်ကျွန်တော်တို့ရက်လိုက်မယ်ဆိုရင်ဒီ motor လေးက stop နှိပ်လိုက်မယ်ဆိုရင်ရပ်သွားမှာဖြစ်တယ်ပြီးရင်ဒီမှာ stand နှိပ်လိုက်ရင် motor လဲမယ် overload ဖြစ်တဲ့အခါမှာဆိုရင်ဒီ overload က conductor ကိုဖြတ်ထားပြီးတော့မှ stop ဖြစ်မယ် overload ကိုပြန်ပြီးဖြုတ်ပြီးတဲ့အချိန်မှာဒါ motor ကိုကျွန်တော်တို့ပုံမှန်ပေါင်းနေနိုင်သွားပြီဖြစ်ပါတယ်ဒါဆို stand နှိပ်မယ်ဆိုရင် motor လေးဒါလဲတော့ပါမယ်ဒါဆိုကျွန်တော်တို့ဒါတိုင်း online လေးမှာဆိုရင်တချို့နေရာတွေမှာဆိုလို့ရှိရင်ဒီ motor တွေကိုပြောင်းပြန်လဲလို့မရတာတွေရှိတယ်ဘယ်လိုနေရာမျိုးတွေမှာတော့ဆိုလို့ရှိရင်ကျွန်တော်တို့ရဲ့ဒီ aircon auto လိုဟာမျိုးတွေဒီလို motor မျိုးတွေမှာဆိုရင်ဒါပြောင်းပြန်လဲလို့မရတာရှိတယ်အဲ့လိုနေရာမျိုးမှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒါဘာတွေသုံးလို့ဆိုလို့ရှိရင် phase sequence relay တွေကျွန်တော်တို့ထည့်သုံးတာကိုတွေ့ရမယ် phase sequence relay တွေကိုဘယ်မှာတွက်ကြည့်မယ်ဆိုရင် electronic relay တွေပေါ့ဒီမှာတော့သူက phase sequence relay ရှိမယ်ပြီးရင် phase lock relay ရှိမယ်အခုဈေးကွက်မှာဆိုလို့ရှိရင်ကျွန်တော်တို့ကဒီ phase sequence relay ရဆိုရင် phase lock ပါဒါနှစ်ခုမျိုးလုံးရတဲ့ဒါ relay တွေရနေပြီဖြစ်တယ်ဒီမှာတော့တစ်ခုပဲကျွန်တော်တို့ဒါဆက်ဆန်းကြည့်မယ်ဆိုစမ်းလို့ရတယ်ဒါဆိုကျွန်တော်တို့ဒါကိုဘယ်မှာတက်မလဲဆိုလို့ရှိရင်တကယ်လို့တက်ချင်တယ်ဆိုရင်ဒီမှာဒီကောင်က K ပေါ့နာသူ့နာမည်တက်ချင်တယ်ဆိုရင်ဒါကျွန်တော်တို့ line 3 line 2ကိုချိတ်ပေးရမယ်ဒါဆိုရင်ကျွန်တော်တို့ဒီ phase sequence relay လေးကိုတော့ဒီ circuit မှာကျွန်တော်တို့ထည့်ပြီးတော့ဆွဲမသွားတော့ဘူးနောက်ပိုင်းဒီ control circuit တွေဆွဲတဲ့အခါမှာလိုအပ်လို့ရှိရင်တော့ကျွန်တော်တို့ဒီ phase sequence relay လေးပါထည့်ပြီးတော့ဆွဲပေးတော့မှာဖြစ်ပါတယ်ဒီ circuit လေးကိုကြည့်ချင်းအပြင်ကျွန်တော်တို့ကဒီစက်ရုံတွေမှာရှိတဲ့ motor တွေကို motor ဘယ်နှလုံးပဲရှိရှိကျွန်တော်တို့ဒါတိုင်း online လေးနဲ့အသုံးပြုပြီးတော့ဒါကျွန်တော်တို့ control panel တွေကိုတက်ဆင်သွားနိုင်ပြီဖြစ်ပါတယ်အခုဒီပုံလေးမှာဆိုလို့ရှိရင် motor တစ်လုံးသာအတွက်ဆိုရင် power circuit တစ်ခုရှိမယ်တကယ်လို့ကျွန်တော်တို့ကဒီမှာ motor 5လုံးလောက်တကယ်လို့အသုံးပြုမယ်ဆိုရင်လည်းဒီမှာ power circuit က5ခုနဲ့ control circuit ကလည်း5ခုပေါ့အဲ့ကြလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ဒီ circuit တွေကစာမျက်နှာခွဲပြီးတော့ဆွဲလို့ရမယ်ဒီနေ့သင်ခန်းစာမှာကျွန်တော်တို့ရဲ့ data online setter လေးကိုနားလည်လိမ့်မယ်လို့မျှော်လင့်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်